ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နောက်ပြီးတော့လောက်ပြမှာတော့ဒီ Facebook တစ်ခုပေါ့နော်ကိုယ်မှာဝင်ငွေလို့ရှင်းတဲ့monetization ဝင်ငွေစပြီးတော့လုပ်ရှင်တဲ့လူတွေအတွက်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီလိုလုပ်ခိုင်းတဲ့ဟာအရင်လိုက်တော့ရတာပေါ့နော်ဆိုတော့ဒီထဲမှာ personal dashboard နဲ့တချို့ဝင်တယ်ပေါ့နော်ကိုယ်မှာ Facebook ကျွန်တော်ဒီအခုလောက်ပြမှာတော့ဒီတက်တော့နဲ့လုပ်ပြမယ်ဆိုတော့ဒီထက်ဝင်တယ်ပေါ့နော် personal dashboard ဆိုတာဒီမှာကျွန်တော်တော့အခုလောက်ဆိုတော့ကျွန်တော်လည်းမရသေးပေါ့နော်ဒေါ်လာဘာညာပါလို့မျိုး view တော့ဒီတော့ရှိတယ်ဒေါ်လာတော့ဘာမှမရသေးဘူးနော်ဒါပေမဲ့ကျွန်တော်ပြောပြချင်တာတကယ်တော့ဝင်ငွေလိုချင်တဲ့လူတွေအတွက်ခုတော့ဆိုကျွန်တော်လည်းဘာမှမရသေးဘူးနော်ဒီမှာကြည့်ပါဒေါ်လာလည်းဘာမှဖြစ်သေးဘူးဆိုတော့တို့လောက်ခိုင်းတဲ့ဟာတစ်ပတ်မှာဒီမှာပေါ့နော် weekly challenge ဆိုတာရှိတယ်အဲ့ကောင် C audition နဲ့ဒီမှာတို့လောက်ခိုင်းတဲ့ဟာကို like လုပ်ပေးလိုက်ရင်တော့တဖြည်းဖြည်းနဲ့သူကဝင်ငွေတွေစပြီးတော့ဝင်လာတာပေါ့နော်ဒါတွေ like လုပ်ပေးအောင်ပဲနော်ဆိုတော့ကျွန်တော်သူလောက်ခိုင်းထားတဲ့ဥစ္စာဒီမှာအများရှိတယ်ပေါ့နော်ဒီတစ်ပတ်မှာတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ကျွန်တော်ဒါတွေသူလုပ်ပြီးသွားတဲ့ဟာဆိုတော့အမှန်ချစ်တဲ့ပုံတယ်ဒီမှာပေါ့တယ်ဒါမှဗီဒီယိုပေါ့နော်သူဗီဒီယိုview တွေတင်ခိုင်းတာပေါ့နော်ငါပုတ်တင်ခိုင်းတယ်ဒီဟာpost ကိုတင်ခိုင်းတာအဲ့ဒါပြီးတိုင်းဒီအစိတ်အပြရအောင်နေပို့တော့ဒါလည်းပြည့်သွားပြီပေါ့နော်ဒီကလည်းပြည့်သွားတယ်အဲ့လိုပေါ့သူတို့လုတ်ခိုင်းတဲ့ဟာ like လုပ်လိုက်ရင်တော့အောင်ဖို့များပါတယ်ဒီမှာအခုကျွန်တော်လည်းတိတ်တော့မလုပ်ဖြစ်ပေါ့နော်အဲ့လိုပဲဒီချက်မှာလည်းစစ်ကြည့်လို့ရတယ်ဒီမှာဘာမှလည်းမရတယ်တဲ့လားဒီလိုလုတ်ခိုင်းတဲ့ဥစ္စာ like လုပ်ပေးမှဒီမှာက view တက်ကြပြန်ကြတာခါလေမလုပ်ဖြစ်ဘူးပေါ့နော်အဲကြောင့်ဒါ like လုပ်ပေးလိုက်ပေါ့နော်ဒါlike လုပ်ပေးတာနဲ့ဒီငွေကဒီဒေါ်လာရတက်လာဖို့လားများတယ်လုံးဝတက်လာမယ်လို့ချက်ချင်းတော့မဟုတ်ဘူးပေါ့နော်သူလောက်ခိုင်းတဲ့ဟာအောင်မြင်သွားရင်တော့ဒီကိုယ့်ရဲ့ဗီဒီယိုကလူကြည့်လည်းများလာပြီဆိုရင်ဒေါ်လာလေးတဖြည်းဖြည်းနဲ့အနေနဲ့များတော့တက်လာမှာပေါ့နော်ဒါကဒီ Facebook ဒီလိုလောက်ခိုင်းတဲ့ဥစ္စာအပတ်စဉ်ပေါ့နော်ဒါတွေအကုန်လုံးပြီးတော့တဲ့လူတွေအတွက်တော့ကျွန်တော်ထင်တာတော့ဒီဒေါ်လာလေးတက်လာပြီထင်တာပဲနော်ဟုတ်ကဲ့ဒါဒီ monetization ရတဲ့ပုံစံမျိုးပေါ့နော်ဒီမှာ monetization ဒေါ်လာရမယ်ပြီးစတားရမယ်ပြီးတော့ဒါကpartnership ပေါ့နော်ကြော်ညာတဲ့ဥစ္စာကြီးပေါ့အကုန်လုံးလိုက်ကြည့်ရရတယ် sport လို့ပါ okay ဒီလိုပါဒါလေကျွန်တော်လည်းဘာမှမရတယ်အခုဒီလို okay အားလုံးစင်ပြေမယ်တော့ထင်ပါတယ်ကျွန်တော်ဒီလောက်ပဲဗီဒီယိုဆုံးတက်လိုက်မယ်ဟုတ်ကဲ့စင်ပြေမယ်လို့ထင်ပါတယ်ဗီဒီယိုဆုံးကို Facebook မှာဒီလိုစစ်ကြည့်လိုက်ပေါ့နော် challenge လုပ်ခိုင်းတဲ့ဥစ္စာ like လုပ်ပေးလိုက်အဲ့ဆိုကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ Facebook မှာဒီဒေါ်လာတက်လာနိုင်ခြေများတာပေါ့နော်တို့လောက်ခိုင်းတာနေ like လုပ်ပေးအောင်ပဲကိုမှဘယ်လိုလဲတစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်သွားတာပေါ့နော်အဲ့ဆိုတော့ဒေါ်လာစတက်လာမှာကျွန်တော်လည်းတခါလေမလုပ်ဖြစ်ဘူးတော့ဒီမှာတစ်ပတ်မှာဘာမှပြီးသေးဘူး2ခု3ခုတော့ကြာနေတယ်ဒါပြီးတော့ရင်နောက်တစ်ပတ်နောက်တော့တစ်မျိုးထပ်လာမှာတစ်ပတ်အတွင်းတူအချိန်ပေးထားတယ်နော်9ရက်လာမယ်အဲ့တော့ပေါ့ဟုတ်ကဲ့ဒီလောက်ပါပဲအားလုံးစင်ပြေကြမယ်